ရတာဂျပန်နီ language center မှာကြိုဆိုပါရရှင်အခုဗီဒီယိုဖိုင်လေးကတော့ N3 သမားတွေအတွက် grammar pattern လေးတွေကို revision ပြန်ရင်းနဲ့ pattern စစ်တဲ့အပိုင်းကိုဖြည့်ပြလာတာ၅ပိုင်းမြောက်ကိုရောက်ပါပြီအဲ့တော့အရှိကအဖိုင်တွေမှာပြောခဲ့သလိုပါပဲ grammar pattern စစ်တဲ့ပိုင်းကိုဖြည့်တဲ့အခါ imi အရာမှန်ကန်ရဲ့လား imi အရာကိုက်ညီမှုရှိရဲ့လားဆိုတာကိုချိန်ထိုးစဉ်းစားပြီးတော့ဖြည့်ရပါတယ်အဲ့ဒါလိုမျိုးချိန်ထိုးစဉ်းစားပြီးတော့ဖြည့်တတ်ဖို့ဆိုရင်ငကိုကြက်ကလေးကလည်းပဲ imi အရာတွေကိုကြက်ခဲ့ဖို့လိုပါတယ်ဒီ grammar မှာဆိုရင်တော့ imi ကတစ်ခုတည်းရှိတယ်သူ့ရဲ့သဘောတရားကဘယ်လိုဒါကြောင့်ဘာသာပြန်တဲ့အခါကျရင်ဒီလိုလေးဘာသာပြန်လိုက်မယ်နမူနာဝက်ကြလေးဆိုလို့ရှိရင်တော့ဘယ်လိုလေးရှိတယ်ဆိုတာမျိုးလေး imi တစ်ခုတည်းမှကရှိတယ်ဆိုလို့ရှိရင်လည်း imi ichi ကတော့ဘာဘာ imi ni ကတော့ဘာဘာဆိုတာလိုမျိုးလေးတွေပြက်ပြက်သားသားချက်ခဲ့ဖို့လိုပါတယ်ကဲဟုတ်ပြီဒါဆိုရင်စပြီးတော့ကြည့်ကြည့်ရအောင်စာမွေးတိုခီဝါအေးတဲ့အချိန်ကတော့လေနာဘဲလီယိုလီဟော့ပေါ့ပြီးရင်ကွက်လက်ဆိုပြီးတော့ food store ချလိုက်ပါတယ်တနည်းအားဖြင့်တော့ပထမဝက်ကြတစ်ပိုင်းပြီးပါပြီဆိုတဲ့အဓိပ္ပာယ်အေးတဲ့အချိန်ကတော့ဟော့ပေါ့ကွက်လက်တဲ့ခါရတာကအတတမရုခါရခန္ဓာကိုယ်ကနွေးနွေးလေးဖြစ်လာတဲ့အတွက်ကြောင့်မလို့ပါတဲ့ကဲဟုတ်ပြီဒီ pattern လေးကတော့တို့တွေ N3 မိမိခါရပုံပိုထဲမှာမပါတဲ့ grammar pattern ဖြစ်ပါတယ်တနည်းအားဖြင့်တော့ N2 မှာပါတဲ့ grammar pattern မှာ pattern ကဘာလဲဆိုလို့ရှိရင် noun နိခါကိတုဆိုတဲ့ grammar pattern လေးရှိပါတယ် noun နိခါကိတုဘာသာကဘလို့ပြန်မလဲဆိုတော့ noun တာအကောင်းဆုံးဆိုဘာသာပြန်ပါတယ်သူ့ရဲ့ imi ကဘလို့ချိန်မှာသုံးတာလဲဆိုလို့ရှိရင်ပြောတဲ့သူရဲ့တယောက်တည်းရဲ့အမြင်အရာဒီ noun ကဒါဒီလိုချိန်မှာတော့အကောင်းဆုံးပါဆိုပြီးကကြတော့ပြောဆိုတဲ့အခါမှာသုံးပါတယ်အခုပေးထားတဲ့ဝါကျဆိုလို့လည်းပဲအေးတဲ့အချိန်ကတော့ hot pot တာအကောင်းဆုံးပါဆိုပြီးတော့ပြောတဲ့သူတကူစားအမြင်အရာနောင်တာအကောင်းဆုံးဆိုပြီးတော့ပြောပြထားတဲ့ပုံစံလေးပါဘာလို့လဲဆိုလို့ရှိရင်ခန္ဓာကိုယ်ကနွေးနွေးလေးဖြစ်လာတဲ့အတွက်ကြောင့်ဆိုတာလေးသူကနောက်ကနေထပ်ပြီးတော့ဖြည့်ပြောပေးထားပါတယ်ဒါကြောင့်ကြက်ထားမှာကနောင်နိခါကိတုဆိုရင်နောင်တာအကောင်းဆုံးဆိုတဲ့အဓိပ္ပာယ်ပါတနည်းအားဖြင့်မိုးအေးလေးဆိုလို့ရှိရင်တော့လေဒီချိန်ကရခိုင်မုန်းတီလီယာအကောင်းဆုံးဆိုတဲ့ပုံစံလိုမျိုးလေးတွေပေါ့နော်ရေကူးကန်နေတက်လာတဲ့ချိန်ဆိုလို့ရှိရင်တော့ဘီယာကအကောင်းဆုံးဆိုတဲ့ပုံစံလိုမျိုးလေးနဲ့အတူတူပါပဲကဲဟုတ်ပြီဒီ pattern လေးကတော့တို့တွေ N3 မိမိခါရပုံပိုထဲမှာမတင်ရသေးတဲ့ pattern အသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကြက်ဖို့လိုပါမယ် N2 ကြလို့ရှင်တော့အသေးစိတ်တင်ရပါမယ်ကဲဒါဆိုရင်နောက်ထပ်တစ်ပုဒ်ကိုသွားမယ်ခိခိုကိုစုရုဆိုတော့နိုင်ငံပြန်တယ်ပြီးရင်ကွက်လက်ဆိုပြီးတော့ကော်မာကုတ်လိုက်တယ်တနည်းအားဖြင့်တော့အရှိကဝက်ကြရဲ့တပိုင်းလေးပြီးသွားပါပြီအရင်တော့မဝါလီနော်ခဲရှိခိကအိမ်ရဲ့ပပတ်လေကရှုခင်းတွေကခါဝတဲ့ဤတို့ဘတ်တဲ့ဤတို့ဆိုရင်ကြတော့ဗတ်နေတယ်ဗတ်လေးပတ်ထားရှိတယ်အခုဒီမှာဆိုရင်တော့ပြောင်းလဲလေးရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အိမ်ရဲ့ပပတ်လေကရှုခင်းတွေကလည်းပြောင်းနေလေးရှိပါတယ်တဲ့ဒါဆိုရင်နံပါတ်1ကတိုတိုမိုနီဆိုရယ် grammar လေးက imi ရဆိုရင်3ခုရှိပါတယ် imi ichi ကကြပါလဲဆိုလို့ရှိရင်ကြတော့တို ishoni ဆိုတဲ့အဓိပ္ပာယ်ပါတို ishoni ဆိုလို့ရှိရင်ကြနှစ်အတူတကွာပေါ့အဲ့တော့ဥမာဝကြဆိုလို့ရှိရင်ကြတော့တနင်္ဂနွေနေ့ကတော့မိသားစုနဲ့အတူတကွအချိန်ကုန်ဆုံးကြမှာလေဆိုတာလိုမျိုးလူနဲ့အတူတကွဆိုလာမှာပေါ့နော်နောက်ထပ် imi နီကကြဘာလဲဆိုလို့ရှိရင်ကြဒိုးကြီးနီပါဒိုးကြီးနီဆိုတာကတစ်ချိန်တည်းမှာဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဝမ်းတာတဲ့တစ်ချိန်တည်းမှာလည်းဝမ်းနေတယ်ဆိုတာလိုမျိုးနောက်တနက်တန်နဲ့အတူတစ်ချိန်တည်းမှာပဲကစားသမားတွေကတာထွက်တယ်ဆိုတာလိုမျိုးတစ်ချိန်တည်းမှာဆိုတဲ့အဓိပ္ပာယ်ပါနောက်ထပ် imi ဆန်ကကြတော့သူကဘာလဲဆိုရင် a ကဟန်ကဆုတုတို့ b မိုဟန်ကဆုတုဆိုတဲ့အဓိပ္ပာယ်ပါ a ပြောင်းလဲရင် b ပါလိုက်ပြီးတော့ပြောင်းလဲတယ်ဆိုတဲ့အဓိပ္ပာယ်နှစ်အတူနှစ်အညီနှစ်အမျှဆိုဘာသာပြန်လို့ရပါတယ်လူတွေတက်ရှိတွေဆိုတာကအသက်တွေကြီးလာတဲ့အမျှအိုမင်းလာတယ်ဆိုတဲ့ပုံစံလိုမျိုးပေါ့နော်အဲ့တော့အသက်ကြီးလာတဲ့အမျှနောက်ကနေပြောလဲအိုမင်းတယ်ဆိုတဲ့ပြောင်းလဲခြင်းတွေကလိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးပါတယ်ဒါကြောင့် A ကဟန်ကဆုတုတို့ B မိုဟန်ကဆုတုဆိုတဲ့ email လေးရှိတာပါကဲဟုတ်ပြီပြန်ပြောပြပါမယ်တိုတိုမိုနီဆိုတဲ့ grammar က imi အနေနဲ့ဆိုလို့ရှိရင်3ခုရှိပါတယ် imi ichi ကကြတော့နှစ်အတူတို ishoni ဆိုတဲ့ imi ရှိပါတယ်ဒါကြောင့်ဘာသာပြန်ရင်နှစ်အတူဆိုဘာသာပြန်လိုက်တယ်နောက်ထပ် imi နီကကြတော့နာနီတိုဒိုဂျီနီဆိုတဲ့ imi ရှိပါတယ်တစ်ခုခုနဲ့တစ်ချိန်တည်းမှာဆိုတဲ့အဓိပ္ပာယ်အဲ့တော့တစ်ချိန်တည်းမှာဆိုတဲ့အဓိပ္ပာယ်အရာတစ်ချိန်တည်းမှာခံစားလိုက်ရတယ်လို့လည်းပြောလို့ရတယ်တစ်ချိန်တည်းမှာဒါတွေကိုလှုပ်ဆောင်နေဆိုပြီးတော့လည်းပဲပြောလို့ရပါတယ်အဲ့တော့ဝမ်းသာတဲ့တစ်ချိန်တည်းမှာဝမ်းနေတယ်တနက်တန်နဲ့အတူတစ်ချိန်တည်းမှာပဲကစားသမားတွေတာထွက်တယ်ဒါမျိုးပေါ့နော်တစ်ချိန်တည်းမှာဖြစ်ပျက်ခံစားတဲ့အရာတွေတွဲလို့ရပါတယ်နောက်ထပ် imi ဆန်ကကြအေးပြောင်းလဲတာနဲ့အတူတူဘီပါလိုက်ပြီးတော့ပြောင်းလဲတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့အသက်ကြီးလာနဲ့အများအိုလာတယ်ဆိုတဲ့ပုံစံလိုမျိုးတွေပါကြီးလေလေအိုလေလေကြီးတယ်ဆိုတဲ့အရာကြီးပြောင်းလဲလာလေလေအိုတယ်ဆိုတဲ့အရာတွေလိုက်ပြီးတော့ပြောင်းလဲနေမှာပဲဒီအဓိပ္ပာယ်ပါအဲ့ဒါလိုပဲဂျပန်စာလည်းပဲမြင့်လာနဲ့အတူတူလေ့လာတာတွေကလည်းပျော်လာတယ်ပျော်စရာကောင်းလာတယ်ဒါမျိုးအနေနဲ့လည်းသုံးလို့ရပါတယ်နောက်ထပ်နံပါတ်2ကတော့တိုခိုးတို့ကကြ dictionary found တိုခိုးတို့အနေနဲ့ဒါဆိုလို့ရှိရင်เนาะဘတ်တော့မလို့ပေါ့เนาะအခုပဲပြင်သွားတော့မလို့ဆိုတဲ့ပုံစံလိုမျိုးပါ
တာဘီနီဆိုတဲ့ grammar လေးရဲ့ imi ကကြတော့ sono toki ni wa isomo ဆိုတဲ့တစ်ခုတည်းပဲရှိတာပါ sono toki ni wa isomo ဆိုတော့အဲ့ဒီအချိန်တိုင်းအမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့တိုင်းဆိုပြီးတော့ဘာသာပြန်ပါတယ်နမူနာဝါကျအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အဖေကခရီးသွားတိုင်းသူခရီးသွားတဲ့ data ရဲ့နာမည်ကြီး data ထွက်ပစ္စည်းတွေကိုအိမ်ပြန်လက်ဆောင်ဖြစ်နေဝယ်လာလေ့ရှိတယ်ဒါဆိုရင်ခရီးသွားတိုင်းဒီကိစ္စလုပ်တယ်ဒါကြောင့်အဲ့ဒီတိုင်းဆိုတဲ့နေရာလေးကတာဘီနီကိုသုံးပေးရပါတယ်နောက်နံပါတ်၄ကကြာ nitsuki ဆိုတော့ nitsui တဲ့နဲ့အတူတူပါပဲ suki ဆိုတာကနောင်းနေနဲ့သူ့ရဲ့တဲ့ခေးဆိုလို့ရှိရင်ကြတော့ sukimas ကနေလာတာမလို့ sui တဲ့ဆိုပြီးတော့လဲသုံးလို့ရပါတယ် nitsui တဲ့ဆိုတော့နှစ်ပတ်သက်ပြီးဆိုတဲ့အဓိပ္ပာယ်ပါဒါဆိုရင်အခုလက်ရှိကနိုင်ငံကိုပြန်တိုင်းကိုပဲရှုကင်းလျာပြောင်းနေလေရှိတယ်လို့ပြောချင်တာမလို့ sono toki ni wa isumo ဆိုတဲ့အဓိပ္ပာယ်အရနံပါတ်3ကအဖြေမှန်ဖြစ်သွားပါမယ်နောက်နံပါတ်22ကိုသွားပါမယ်ပါတီပွဲမှာတော့လေတာဆန်တော်ဟီတိုကခုရုတိုများစွာသောလူတွေကလာမဲဆိုပြီးတော့အိုမိုတာကထင်ထားခဲ့ပေမဲ့လည်းယော်ဆိုးကွက်လက်စကုနာခတာဆိုယော်ဆိုးဆိုတာကကြတော့ကြိုတင်ပြီးကကြတော့မျှော်မှန်းတာပေါ့နော်စကုနာခတာဆိုနဲတယ်ပါတီကယ်ခရာဆက်ထားရဲဆိုကြတဲ့ကများသောအားဖြင့်တော့ရှေ့နောက်ကဆန့်ကျင်ဘက်ဖြစ်ကြောင်းပြပါတယ်အဲ့တော့လူတွေအများကြီးလာမယ်လို့ခံမှန်းခဲ့တယ်ဒါပေမဲ့မလာဘူးနည်းနည်းပဲလာရဲဆိုတဲ့အဓိပ္ပာယ်ပါတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကြိုတင်ပြီးတော့မျှော်မှန်းထားရဲဆိုတဲ့ကလုံးရဲ့အနောက်ကနေဘာထည့်မှလဲတဲ့နံပါတ်1တိုတိုမိုနီဆိုတာကအပေါ်မှာပြောထားသလိုပါပဲနာနီတိုအရှောနီဒိုဂျီနီအေကာဟန်ကာဆူရုတိုဘီမိုဟန်ကာဆူရုဆိုတဲ့အီမီ3ခုရှိပါမယ်နောက်နံပါတ်2ကကြတော့နိတိုတဲ့ပါနိတိုတဲ့ဆိုတာကကြလူနိတိုတဲ့ဆိုရင်အဲ့လူရဲ့ရှုထောင့်ကနေပြီးတော့ဝင်ပြီးတော့စဉ်းစားတာတွေးတောတာအကဲဖြတ်တာတန်ဖိုးဖြတ်တာပါဒါကြောင့်လူအနေနဲ့လူအတွက်ဆိုပြီးလာမှာပေါ့နော်အဲ့တော့နောင်နီတိုတဲ့ဆိုရင်နောင်အနေနဲ့နောင်အတွက်ဆိုပြီးတော့လာပါမယ်အဲ့တော့သူ့ရဲ့အရှိကနောင်ရဲ့ရှုထောင့်ကနေပြီးတော့အနောက်ကနေပြီးတော့တွေးတောချက်တွေစဉ်းစားချက်တွေဆုံးဖြတ်တာတွေတန်ဖိုးဖြတ်တာတွေအကဲဖြတ်တာတွေဒါမျိုးတွေတွဲပြီးတော့လိုက်ပါတယ်အဲ့တော့ပတ်စံ1000ဆိုတဲ့ပမာဏလေးကိုပဲကျွန်တော်အနေနဲ့ကျွန်တော်အတွက်ဆိုလို့ရှိရင်တော့တရက်စာ3စရိတ်ဆိုတဲ့ပုံစံလိုမျိုးအဲ့တော့ကျွန်တော်ရဲ့ရှုထောင့်ကနေပြီးတော့တန်ဖိုးဖြတ်လိုက်တယ်သူ့အနေနဲ့သူ့အတွက်ကြတော့ဘာမှမဟုတ်တဲ့ငွေပမာဏဒါမျိုးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရှုထောင့်ကနေဆိုလို့ရှိရင်တော့ဝါတာရှိနီတိုတဲ့သူ့အနေနဲ့ဆိုလို့ရှိရင်ကြတော့သူ့ရဲ့ရှုထောင့်ကနေဆိုတော့အဲ့ဒီသူ့ရဲ့နောက်ကနေပြီးတော့နီတိုတဲ့ဆိုတာလေးကိုထည့်လိုက်ရုံပါပဲနောက်နံပါတ်3တိုရှ်တဲ့ဆိုတာကလည်းအနေနဲ့အတွက်ဆိုပြီးတော့ဘာသာပြန်တယ်သိရမှာကတိုရှ်တဲ့ဆိုတာကကြတော့သူ့ရဲ့အရှိက noun ဆိုတဲ့ position ကိုအဓိကထားပြောချင်တာပါအနောက်ကနေပြီးတော့တွေးတောဆုံးဖြတ်တာတန်ဖိုးဖြတ်တာအကဲဖြတ်တာတွေမပါပါဘူးဒီ noun ရဲ့ position အနေနဲ့ဆိုတဲ့အဓိပ္ပာယ်ပါပဲအဲ့တော့ကျွန်တော်ကအခုဒီလိုလာတာကတော့ A company ရဲ့ကိုယ်စားလှယ်အနေနဲ့လာတာပါဒါဆိုလို့ရှိရင်ကိုယ်စားလှယ်အနေနဲ့အဲ့ဒီကိုယ်စားလှယ်ဆိုတဲ့အရာကြီးကို position ကိုတို့က highlight လုပ်ပြီးတော့ပြောဆိုတဲ့ပုံစံမှာအနောက်ကနေတန်ဖိုးဖြတ်တာတွေမပါပါဘူးနောက်နံပါတ်4ကကြတော့ ni hashtag သူကဘာနဲ့တွဲရလဲဆိုတော့ noun ပါ noun ni hashtag ဆိုလို့ရှိရင် noun နဲ့ဆန့်ကျင်ဘက်ပဲသူနဲ့တွဲလိုက်တဲ့ noun နဲ့ဆန့်ကျင်ဘက်ဖြစ်နေလို့ပြောတဲ့အခါမှာဆိုရင်သုံးပါတယ်ဥပဒေ ni hashtag ဆိုလဲဥပဒေနဲ့ဆန့်ကျင်ဘက်ဆိုတဲ့ပုံစံလိုမျိုးစီမင်းစည်းကမ်း ni hashtag ဆိုစီမင်းစည်းကမ်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေဆိုတဲ့ပုံစံလိုမျိုးမှာတွေ့ရပါလိမ့်မယ်အခုဒီမှာဆိုလို့ရှိရင်တော့ your soul ဆိုတဲ့ကြိုတင်ပြီးကကြတော့မျှော်မှန်းထားတဲ့အရာနဲ့ဆန့်ကျင်ဘက်ပါဆိုတဲ့အဓိပ္ပာယ်နဲ့နံပါတ်4ကဖြစ်မှန်ဖြစ်သွားပါတယ် your soul ni hashtag ဖြစ်ပါတယ်အဲ့တော့ပါတီပွဲကိုများစွာသောသူတွေလာမယ်လို့မျှော်လင့်ခဲ့တယ်ထင်ခဲ့ပေမဲ့ကြိုတင်မျှော်မှန်းထားတဲ့အရာနဲ့ဆန့်ကျင်ဘက်ပါပဲနည်းနည်းလေးပဲလာခဲ့ပါတယ်ဒီအဓိပ္ပာယ်ပါကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်ပုဒ်ကိုသွားပါမယ်ခန်းကြီးတော့ဘန်ကျော်ဝါဆိုတော့ခန်းကြီးလေးလာရတာကနီကားတဲ့တာကညံ့ခဲ့ပေမဲ့လည်းတိုရယောခုစုရုခုတ်တို့ဆိုတော့စူးစမ်းအားထုတ်တဲ့အချက်စူးစမ်းအားထုတ်တဲ့ကိစ္စပြီးရင်ကွက်လက်လာတဲ့ဒန်ဒန်စကီနီနာတက်ခိတာဆိုတော့တဖြည်းဖြည်းနဲ့သဘောကျလာခဲ့ပါတယ်တဲ့ဒါဆိုရင်နံပါတ်1ကနိတိုတဲ့ဆိုတာကနောင်နိတိုတဲ့နောင်အနေနဲ့နောင်အတွက်စူးစမ်းအားထုတ်တဲ့ကိစ္စအနေနဲ့စူးစမ်းအားထုတ်တဲ့အချက်အနေနဲ့လားဒါဆိုနောက်ကနေတွေးတောဆုံးဖြတ်ချက်တွေပါသလားမပါဘူးလေနောက်နံပါတ်2ကကြနိယောတဲ့ဆိုတာကပတ်တန်အကြီးဖြစ်ပါတယ်အီမီအနေနဲ့ဆိုရင်တို့ကအန်3မှာဆိုရင်တော့5ခုရှိပါတယ်နိယောတဲ့ဆိုတာကသူ့ရဲ့အသွင်ခွဲအနေနဲ့ဆိုလို့ရှိရင်နိယောရုနိယောလီနိယောတဲ့ဝဆိုပြီးကကြတော့4ခုလာနိုင်ပါတယ်နိယောရုနိယောလီနိယောတဲ့ဝဆိုပြီးတော့အသွင်ခွဲအနေနဲ့ခေါင်းစဉ်မှာကိုက4ခုလာနိုင်ပါတယ်
အီမီအနေနဲ့ဆိုလို့ရှင်တော့အီမီအီချီကကြတော့အကြောင်းရင်းတွေနောက်ကနေလိုက်ပါတယ်ကြောက်ဆိုပြီးတော့ဘာသာပြန်ရပါတယ်အကြောင်းရင်းတွေနောက်ကနေလိုက်တဲ့ကြောက်စီဘာသာပြန်တဲ့တစ်တော်တွေခုတ်လဲခြင်းကြောင့်သဲကန္နာရအဖြစ်ပြောင်းလဲလာတဲ့နေရာတွေကများလာတယ်ဆိုတာလိုမျိုးဒါဆိုသဲကန္နာရအဖြစ်ပြောင်းလဲသွားတဲ့ဖြစ်ပျက်တွေကဘာကြောင့်လဲတစ်တော်တွေခုတ်လဲခြင်းကြောင့်ဒါဆိုရင်အကြောင်းရင်းနောက်ကနေပြီးတော့ကြောက်ဆိုတဲ့စကားလေးအတွက်ကဒီနိယော်တို့နိယော်လီနိယော်တဲ့ဝါတဲ့ကတခုကိုထည့်လိုက်လို့ရတယ်နောက်အီမီနီကကြဘာလဲဆိုရင်နီလန်းရဲ့နောက်ကနေလိုက်ပါတယ်ဖြင့်ဆိုပြီးတော့ဘာသာပြန်ပါတယ်နီလန်းဖြင့်ပေါ့နော်ဖုံးဖြင့်စုံစမ်းမေးမြန်းခြင်းသိခံမှာဆိုတာလိုမျိုးနောက်ထပ်အီမီဆန်ကကြဘာလဲဆိုလို့ရှိရင်ကြတော့အထောက်ထားရဲ့နောက်ကနေလိုက်ပါတယ်ပြီးရင်ပေါ်မူဒီပြီးဆိုပြီးကကြတော့ဘာသာပြန်ပါတယ်ပေါ်မူဒီပြီးဆိုပြီးကကြတော့ဘာသာပြန်ပါတယ်အဲ့တော့အဲ့ဒီပေါ်မူဒီပြီးဆိုတဲ့အဓိပ္ပာယ်အတွက်ကကြတော့နိယောရုနိယောလီနိယောတဲ့ဝါကိုလိုက်ရပါတယ်ဒါဆိုလို့ရှိရင်ကြတော့အေပေါ်မူဒီပြီးကကြဒီနောက်ကຢာတွေလောက်ပါတယ်တနည်းအားဖြင့်ရမှတ်ပေါ်မူတည်ပြီးတော့အတန်းခွဲပါတယ်ဆိုတာလိုမျိုးပေါ့နော်နောက်ထပ်အီမီယွန်ကကြတော့အေကွာရင်ဘီလဲလိုက်ပြီးတော့ကွာနေပါပဲနော်အေမတူရင်ဘီလဲမတူပါဘူးဆိုပြီးပြောတဲ့ပုံစံမှာနိုင်ငံကိုလိုက်ပြီးတော့ယဉ်ကျေးမှုတွေကွာရဲဆိုတာလိုမျိုးအဲ့နိုင်ငံကိုလိုက်ပြီးဆိုရဲအလိုက်ပြီးဆိုရဲနေရာအတွက်ကကြတော့နိယောရုနိယောလီနိယောတဲ့ဝါဆိုရဲ grammar တစ်ခုခုထည့်လိုက်ရုံပါပဲနောက်ထပ်အီမီ9ခုမြောက်ကတော့ဖြစ်လာနိုင်တဲ့ချွန်းချက်ကိုကြိုပြောထားတာပါနောင်ပေါ်မူတည်ပြီးကကြတော့ဆိုပြီးတော့သုံးတာပေါ့နော်တနည်းအားဖြင့်တို့တွေခရီးသွားဖို့အတွက်ချိန်ကြရဲတငယ်ချင်းတွေညှိကြတယ်လိုက်မယ်ဒါပေမဲ့နားနေတစ်ချက်ပြန်ပြောပါအောင်နော်ငါအလုပ်ပေါ်မူတည်ပြီးတော့ခီးမှာမပါနိုင်တာမျိုးလည်းဖြစ်သွားနိုင်တယ်ဒါဆိုရင်အလုပ်ဆိုတဲ့အနေအပေါ်မူတည်ပြီးဆိုတဲ့အနေထားအလုပ်ပေါ်မူတည်ပြီးတော့ဖြစ်လာနိုင်တဲ့ချွန်းချက်ကိုကြိုပြောထားတာပါအဲ့ဒါလိုမျိုးပေါ်မူတည်ပြီးဆိုပြီးတော့လည်းပဲသုံးလို့ရပါတယ်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်ခုကိုသွားရအောင်တိုးစုရုတိုတိုးစုရုတိုဆိုတာကကြတော့တိုးစုရုကနေလာတဲ့ပေါ့နော်တိုးစုရုဆိုတဲ့စကားလုံးကနေလာပါတယ်တိုးစုရုကနေပြီးကကြတော့နောက်ကနေပြီးတော့ရင်လျင်ဆိုတဲ့အတိတ်ပဲအတွက်ကကြတော့တိုးဆိုပြီးကကြတော့ကတ်လိုက်ခြင်းဖြစ်ပါတယ်တနည်းအားဖြင့်တိုးကဒီတရိကံပုံစံလေးကိုမြင်အောင်ပြီးတော့မှတ်ထားပါ A နဲ့ C ဆိုတဲ့ဒီအကွာဝေးကို X အဖြစ်ယူဆရဲဆိုလို့ရှိရင်ကြတော့ A နဲ့ C အကွာဝေးကို X အဖြစ်ယူဆသည်ဆိုလို့ရှိရင်ကြတော့တိုးစုရုဆိုပြီးတော့သုံးလိုက်ရပါတယ်ယူဆလိုက်လျင်ရင်ဆိုလို့ရှိရင်ကြတော့တိုးစုတဲ့ပါတို့ရှိတာတို့စုရုတို့ဆိုပြီးကကြတခုခုလိုက်လို့ရပါတယ်ယူဆလိုက်တယ်ဆိုရင်တောင်မှဆိုရင်တော့တို့ရှိတယ်မှုဆိုပြီးတော့သွားရပါတယ်အဲ့တော့ယူဆသည်ဆိုတဲ့အဓိပ္ပာယ်ကနေလာတယ်အနောက်ကနေပြီးကကြတော့တို့ဆိုပြီးတော့ကတ်ထားရဲဆိုတော့အခုဒီမှာဆိုရင်တော့ယူဆရင်ယူဆလျင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါမယ်နောက်နံပါတ်၄ကကြတော့နိတိုင်းတဲ့မှာဆိုလို့ရှိရင်တော့အီမီက2ခုရှိပါတယ်အီမီအီချီကကြစန့်ကျင်ဘက်2ခုကိုရှင်းပြပြောဆိုတဲ့အခါမှာသုံးပါတယ်ဘာနဲ့သွားတူလဲဆိုရင် and for ကဝါကာဝ grammar pattern နဲ့သွားတူပါတယ်နောင်ဝဝပတ်မတ်ကနောင်တူဝပတ်မဆန်တနည်းအားဖြင့်အကိုကအနေအေးပေမဲ့ညီကတော့တွတ်မှတွတ်စကားရန်ပေါ့ဒါဆိုရင်အကိုကအနေအေးပေမဲ့အဲ့ဒီပေမဲ့ဆိုတဲ့အဓိပ္ပာယ်အတွက်ကကြတော့နိတိုင်းတဲ့ကိုထည့်လိုက်ရပါတယ်နောက်ထပ်အီမီနီကကြတော့နောင်နိမူကတဲ့ပါနောင်ကိုဥတီပြောဆိုတာပါနောင်နိတိုင်းတဲ့ဆိုနောင်အပေါ်မှာဆိုတဲ့အဓိပ္ပာယ်ယာရုကြီးတဲ့သူတွေအပေါ်မှာ respect ထားပြီးပြောဆိုပါဆိုတာလိုမျိုးအသက်ကြီးတဲ့သူတွေအပေါ်မှာယဉ်ကျေးပါဆိုတာလိုမျိုးနောင်နိတိုင်းတဲ့ဆိုနောင်အပေါ်မှာဆိုဘာသာပြန်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်အခုဒီပု္ပ္ပစာအတွက်ဆိုလို့ရှင်ဘယ်1နှစ်3လေးတဲကဘယ်အရာကိုရွေးမှလဲဘယ်အီမီရလဲစဉ်းစားကြည့်အောင်ခန်းကြီးရဲ့လေ့လာမှုတွေကညံ့ပေမဲ့စူးစမ်းအားထုတ်တဲ့ကိစ္စတဖြည်းဖြည်းနဲ့ကြိုက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင်တော့စူးစမ်းအားထုတ်တဲ့ကိစ္စကြောင့်ဆိုတဲ့အကြောင်းရဲ့နောက်ကနေပြောလိုက်တဲ့နိယောရုနိယောလီနိယောတဲ့ဝါရဲ့အီမီအီချီအရာကြောင့်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့နံပါတ်1ကိုယူပါတယ်စူးစမ်းအားထုတ်တဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့ကြိုက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပါကဲဟုတ်ပြီဒါဆိုရင်နောက်နံပါတ်24ကိုသွားပါမယ်။ဂိုင်းခုခုကောကနိုင်ငံခြားဘာသာစကားကဟာနာဆဲနာခုတဲ့မို့ဆိုဟာနာဆဲနာခုတဲ့မို့ဆိုဟာနာဆဲနိုင်ဟာနာဆူဟာနာရှိမတ်ကနေခါနိုခေအငင်းဖောင်ပြောင်းတယ်။ပြီးရင်ဟာနာဆဲနိုင်ဆိုပြီးကကြတော့ adjective အီမှာအီကိုပြောခုတက်ကလိုက်တော့တက်ဖောင်ရတယ်။ရတဲ့တက်ဖောင်နောက်ကနေ particle မှုတ်ကတ်တယ်ဆိုတော့တောင်မှဆိုရ grammar pattern ဖြစ်သွားပါတယ်။နိုင်ငံခြားဘာသာစကားကမပြောနိုင်ဘူးဆိုရင်တောင်မှပဲလေတဲ့။လျော်ခေါနိုတိုခီဝခီးသွားတဲ့အချိန်မှာ I ဆာဆာနှုတ်ဆက်ဇာကကွက်လန်အဘွဲတဲ့အခီတိုင်းဆိုတဲ့ခါကျမှတ်သွားချင်ပါတယ်တဲ့မပြောနိုင်ဘူးဆိုရင်တောင်မှပဲနှုတ်ဆက်စကားဆိုတဲ့အရာလေးကိုတို့ကမှတ်သွားလိုက်ချင်ပါတယ်တွေ့တဲ့အခါဘလို့နှုတ်ဆက်မှလဲကျေးဇူးတင်ပါတယ်ဆိုဘလို့ပြောမှလဲတလောက်ကလေးတော့သူမှတ်သွားချင်ပါတယ်တဲ့ကဲဟုတ်ပြီဒါဆိုရင်နံပါတ်1ကတော့နာ
နာရဆိုတာကကြတော့ရင်လျင်းဆိုတဲ့အဓိပ္ပာယ်ရှိတယ်တခုခု recommend ပေးတဲ့အခါမှာသူ့ကိုအသုံးများပါတယ်ငါဟင်းချက်တင်တန်းလေးတက်ချင်နေတာဘာတင်တန်းတက်ရင်ကောင်းမလဲဟင်းချက်တင်တန်းသာဆိုရင်တော့ဘာလေးကကောင်းပါတယ်ဆိုပြီးတော့ recommend ပေးတဲ့ပုံစံလေးနေနဲ့တော့အသုံးများပါတယ်နောက်နံပါတ်2ကတော့ခူရိုင်းမှာဆိုလို့ရှိရင်အီမီကတော့3ခုရှိပါတယ်အီမီအချီကကြဘာလဲဆိုလို့ရှိရင်တော့ရေဘူးရအကြမ်းပြင်းနေနဲ့ခံမှန်းပြောဆိုတာပါလောက်ဆိုတဲ့အဓိပ္ပာယ်အိမ်ကနေပြီးဘူတာအထိကတော့10မိနစ်လောက်ဆိုတဲ့ပုံစံလိုမျိုးပေါ့နော်ရေဘူးရအကြမ်းမြင်မဲ့အတိအကျမဟုတ်ပါဘူး10မိနစ်လောက်ဆိုပြီးတော့အကြမ်းမြင့်ဆိုတဲ့အဓိပ္ပာယ်ကိုလောက်ကပံ့ပိုးပေးတာပါနောက်ထပ်တစ်ခုကတော့လောက်အောင်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒီလောက်အောင်ဆိုတဲ့အဓိပ္ပာယ်ကကြတော့အတိုင်းတာပမာဏကိုဖော်ပြပြောဆိုခြင်းဖြစ်ပါတယ်မအိတ်နိုင်လောက်အောင်ကိုပဲတောကတွေများနေတယ်ဆိုတာလိုမျိုးဒါအပြင်မလုံနိုင်လောက်အောင်ကိုပဲပင်ပန်းနေတယ်ဆိုတဲ့ပုံစံလိုမျိုးအဲ့ဒီလောက်အောင်ဆိုတဲ့အဓိပ္ပာယ်ကခူရိုင်းရဲ့အီမီနီကပံ့ပိုးပေးပါတယ်အီမီဆန်ကကြတော့သူ့ရဲ့အရှိကအရာကိုနဲတယ်နှိမ့်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုသွားပါတယ်အဲ့တော့လောက်ကတော့လို့လောက်နေတော့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါလောက်ဒဏ်ရာလောက်ကတော့ဆရာဝန်စီသွားစရာမလိုပါဘူးအဲ့ဒါလောက်ဒဏ်ရာလောက်နေတော့ဆရာဝန်စီသွားစရာမလိုပါဘူးဒဏ်ရာရဲ့မမှုတာတဲ့အနေအထားမျိုးကိုသူကပံ့ပိုးပေးတာပါကဲဟုတ်ပြီဒါဆိုရင်ဟိုတိုးကိုသွားပါမယ်ဟိုတိုးမှာဆိုလို့ရှိရင်တော့အီမီက၄ခုရှိပါတယ်အီမီအီချီကခူရိုင်းရဲ့အီမီအီချီနဲ့အတူတူပါပဲရေဘူးရအကြမ်းပြင်းနေတဲ့ခံမှန်းပြောဆိုတာလောက်ပါအီမီနီကလည်းပဲခူရိုင်းရဲ့အီမီနီနဲ့အတူတူပဲလောက်အောင်ဆိုတဲ့အဓိပ္ပာယ်အတိုင်းတာပမာဏကိုဖော်ပြပြောဆိုတာပါမတူတာကအီမီဆန်နဲ့အီမီယွန်အီမီဆန်ကကြ D3 ကို9ဖောင်နဲ့လှည့်ပြီးတော့ပြောတာပါအမေကအချောဆုံးဆိုပြီးတော့ပြောတဲ့အနေထားကိုအမေလောက်ချောတဲ့သူကတော့မရှိဘူးဆိုပြီးတော့အနောက်ကနေပြီးတော့အငင်းဖောင်နေနဲ့တွဲပြီးတော့ပြောတဲ့ပုံစံမှာနောက်ထပ်တစ်ခုက D2 ပါပို့ပြီးဆိုတဲ့အဓိပ္ပာယ်တနည်းအားဖြင့်9ဆိုတာကလက်ဆက်တာကတော့ပို့ပြီးတော့ရတာရှိတယ်ဆိုတဲ့ပုံစံလေးနေနဲ့တွေ့ရပါလိမ့်မယ်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်နံပါတ်4နန်းတဲ့ဆိုတာကကြတော့နားတို့နန်းကနန်းတဲ့ဆိုတဲ့ grammar ကနေလာပါတယ်သူကဥပမာအနေနဲ့ပြောတာပါတို့လိုပဲဘာသာပြန်ဆိုရင်လိုပဲဘာသာပြန်ရပါတယ်ကဲဟုတ်ပြီဒါဆိုတော့အပြေမှန်ကနံပါတ်ဘယ်လောက်လဲဆိုလို့ရှိရင်ကြတော့နိုင်ငံခြားဘာသာစကားကမပြောနိုင်ဘူးဆိုရင်တောင်မှပဲခီးသွားတဲ့အချိန်ကတော့လေနှုတ်ဆက်စကားလောက်ကတော့မှတ်သွားခြင်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့နှုတ်ဆက်စကားကိုတို့ကအနှိမ်ဆုံးနေနဲ့ယူဆရဲဆိုတဲ့အဓိပ္ပာယ်နဲ့ခူရိုင်းရဲ့အီမီဆန်အရာအဖြေကနံပါတ်2ဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်စင်တဲ့အရာတူတဲ့အရာအီမီအီချီနဲ့အီမီနီရှိနေတဲ့အရာတွေဖြစ်တဲ့ခူရိုင်းရဲ့အီမီအီချီအီမီနီရဲ့ဟိုတိုးရဲ့အီမီအီချီရဲ့အီမီနီရဲ့တူနေတော်ညာလဲပဲသူတို့နှစ်ခုတည်းကဒါအီမီအီချီအရာအီမီနီအရာဒါအဖြေမှန်ကဒီပု္ပ္ပာအတွက်ဖြစ်နေတယ်ဆိုရင်နှစ်ခုစလုံးကိုရှင်းပြီးတော့မပေးပါဘူးအီမီအီချီနဲ့အီမီနီအရာကအဖြေမှန်ဟုတ်မနေလို့သာရှင်းပြီးတော့ပေးထားတာပါဒါကြောင့်ရှင်းပေးထားတဲ့အနေထားတွေမှာဆိုလို့ရှိရင်ကြံနဲ့ကွာဟနေတဲ့အီမီဆန်နဲ့အီမီယွန်းနဲ့အရာဘယ်အရာဖြစ်နိုင်လဲဆိုတာကိုထည့်ပြီးတော့စဉ်းစားရပါတယ်နောက်နံပါတ်25ကိုသွားမယ်အာနိုဟီတိုကအဲ့ဒီလူကလေအိုခုရက်တာနောက်ကြတဲ့ကွက်လက်ခူရာစုဇိုင်းကမန်ပါရီအကောင်လုံးကအိုခုရာလက်တာဆိုစိတ်ဆိုးခံရတယ်မန်ပါရီအကောင်လုံးကဝိုင်းပြီးတော့စိတ်ဆိုးကြရဲဆိုတဲ့အဓိပ္ပာယ်ပဲဒါဆိုနံပါတ်1ကစေးတဲ့ဆိုတာကတော့ကြောက်ဆိုတဲ့အဓိပ္ပာယ်သူ့ကြောင့်မလို့အနှုတ်သဘောဆောင်တဲ့အရာတွေဖြစ်တယ်လို့ပြောတဲ့အခါမှာသုံးပါတယ်အခုဆိုလို့ရှိရင်လည်းပဲသူနောက်ကြတဲ့အတွက်ကြောင့်မလို့အကောင်လုံးစိတ်ဆိုးခံရတယ်ဆိုတော့1ကမှန်သွားပါတယ်နောက်နံပါတ်2ကဟာစုတာတေးကြရဲဆိုတဲ့အဓိပ္ပာယ်အောင်မတေးကြတဲ့အိုက်ကလေးကတောက်လျှောက်စာလုပ်နေတာဒါမျိုးစမိုရီဆိုတာကြတော့ဘတ်တာစမိုရီဆိုရင်ကြဗတ်လိုက်တယ်လို့သဘောထားတာဝါခဲကတော့တို့ကဘောကက်တစ်ခုအနေနဲ့သုံးထားခြင်းဖြစ်တယ်ဒါဆိုတော့ဖြေမှန်ကဘာလဲဆိုရင်တော့စေးတဲ့ဆိုရဲနံပါတ်1ကဖြေမှန်ဖြစ်သွားပါမယ်ဒါဆိုလို့ရှိရင်တော့ grammar pattern ဒီ9ပိုင်းမြောက်ကလေးကိုနားလည်မယ်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်